အားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းကျွန်တော်နဲ့အတူတူခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့နှုတ်ပတ်တော်လေးငယ်ခွာယူပါဖို့ရတဲ့အားလုံးကိုယေရှုနာမနဲ့ကြိုဆိုဖိတ်ခေါ်ပါတယ်ဒီကျွန်တော်ကိုယ်ွယ်တဲ့ဘုရားသခင်ကအရာခက်သိမ်းကိုသိမြင်တဲ့ဘုရားသခင်ဖြစ်တည်အားလျော်စွာဒီကဘာမြေကြီးအထဲမှာဘလို့လူတွေကိုသူ့ရဲ့အတိုင်းပင်ခံခေါင်းဆောင်တွေအဖြစ်ကောင်းချီးပေးပြီးတော့အသုံးပြုတယ်လေဆိုလို့ရှိရင်ကျွန်တော်အာဗြဟံရဲ့အသက်တာကိုကြည့်တဲ့အခါမှာဘုရားသခင်ကတောတုံနဲ့ဂေါမောရမြို့ကိုဖျက်ဆီးတော့မယ့်အချိန်မှာဒီသူ့ရဲ့အဆွေချစ်တဲ့အာဗြဟံကိုမပြောဘဲနဲ့ဘယ်လိုအဲ့ဒီညီကြီးတောတုံနဲ့ဂေါမောရမြို့ကိုဖျက်ဆီးမဲ့မှုရနဲ့ပတ်သက်ပြီးတော့အာဗြဟံနဲ့မတိုင်ပင်ဘဲနဲ့အာဗြဟံကိုမပြောပြဘဲနဲ့အဲ့ဒီတောတုံနဲ့ဂေါမောရမြို့ကိုဖျက်ဆီးချမှုရကိုမလုပ်ခဲ့ဘူးဆိုတော့တွေ့ရတာချစ်စွန်ဒီကြီးပေါ်မှာတောတုံနဲ့ဂေါမောရမြို့ကိုညင်ညူတဲ့အတွက်ဖြစ်စီတော့မဲ့အခြေအနေဖြစ်နေတာတော့မှဘုရားသခင်ကအရာအလုံးကိုလုတ်ပိုင်တဲ့လုတ်နိုင်တဲ့ဘုရားချစ်နေသည့်တိုင်အောင်မြေကြီးပေါ်မှာရှိတဲ့ခေါင်းဆောင်တစ်ယောက်ချစ်တဲ့လူမျိုးကြီးတစ်ယောက်ချစ်တဲ့အာဗြဟံကိုအတိမပေးဘဲနဲ့မတိုင်ပင်ဘဲနဲ့သူဘာမှမလုပ်ဆောင်ခဲ့ဘူးဆိုတဲ့အရာကိုတွေ့ရတာချစ်တယ်။ဘာကြောင့်မို့ကြီးမြတ်တဲ့ဘုရားသခင်ကတောင်းကျင်တဲ့မြေကြီးကိုပိုင်တာအုပ်ဆိုပြီးဖန်ဆင်းတဲ့ဘုရားကဘာကြောင့်မြေကြီးပေါ်မှာလူသားတစ်ယောက်ချစ်တဲ့အာဗြဟံနဲ့လာပြီးတော့တိုင်ပင်ဘက်ပြုရတာလေအတိုင်ပင်ခံအာဗြဟံကပြရတာလေဆိုလို့ရှိရင်ဒီကဘာဦးချက်ကတိဆရှိငယ်ဘလောက်မှကြီးစီချင်လဲဆိုလို့ရှိရင်19ကနေပြီးတော့19ကြားထဲမှာတွေ့ရတယ်ဖြစ်တယ်ဒါမှကျွန်တော်19နဲ့19ဖတ်ပါမယ်။ကျောင်းရဘုရားကလည်းငါပြုမိမှုကိုအာဗြဟံမဖို့မပြပဲဝတ်ချရမည်လို့အကြောင်းမူကားသူဒီမိမိနှုတ်နဲ့ချစ်တော်သားများအိမ်သူများတို့ကပင်ညက်မိအရာကိုငါတည်သူတို့ဒီလေကျောင်းရဘုရားတရားလမ်းတို့လိုက်၍ဟုတ်မှန်ပြောင်းမစွာကြည်ကြလိမ့်မည်တို့ပြည်ကတိတော်ရှိသည့်အတိုင်းကျောင်းရဘုရားသည်အာဗြဟံနဲ့ပြုရသောအခွင့်ရှိလိမ့်မည်ဟုအကြံတော်ရှိဘုရားသခင်ကအာဗြဟံကိုဘာကြောင့်တိုင်ပင်ဘက်ပြုပြီးတော့အာဗြဟံကိုသူ့ရဲ့အတိုင်ပင်ကဒီမြေကြီးပေါ်မှာခေါင်းဆောင်တရားအနေနဲ့ထားတာလေဆိုလို့ရှိရင်အာဗြဟံကတကယ်ပဲသူရဲ့အနောက်မှာသူရဲ့လက်ချက်မှာတမကသူရဲ့ next generation after next generation တွေကိုဘလို့တွင်တင်ပြည့်ထားလေဆိုရတဲ့ပတ်သက်ပြီးတော့ဘုရားရဲ့သိကြတော့သိတော်ကြောင့်ဖြစ်တယ်ဘုရားသခင်အတိုင်းပင်ခံပြီးတော့ဘုရားသခင်တိုင်းပင်ပြီးတော့အသုံးပြုလို့ရတဲ့ဘုရားသခင်နဲ့သူတိုင်းပင်ပြီးလက်တွဲအလုံးလုံးလို့ရတဲ့ခေါင်းဆောင်တစ်ယောက်တဲ့နဲ့ကျွန်တော်ဖြစ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်ကဘလို့ခေါင်းဆောင်မျိုးဖြစ်ဖို့ရန်အတွက်လိုအပ်တယ်လေဆိုလို့ရှိရင်ဒီနေ့ကျွန်တော်နဲ့အတူရှိတဲ့လူတွေကိုကျွန်တော်အနောက်မှာဖြစ်ပေါ်လာမဲ့လူတွေကိုဘုရားရဲ့ဖြောင့်မတ်ခြင်းတရားကြီးတော်ဘုရားရဲ့အလိုတော်နဲ့တမန်တရားနဲ့ယောညီစွာတွင်တင်လမ်းပြဥဆောင် guide လုပ်ပေးနိုင်တဲ့အတ္တဖြစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်ပါဟာလေလုယာဒီကနေ့ကျွန်တော်ကကိုကောင်းရင်ဘယ်သူမှနော်မရွေးနိုင်ဘူးလို့သင်တတ်ကြပေမဲ့အသက်ရှင်နေတတ်ကြပေမဲ့ဘုရားသခင်ကအလိုလူတွေကိုတိုင်ပင်ပြီးတော့သူအလုမလုပ်ဖြစ်တယ်ဟာလေလုယာဘုရားသခင်ကအာဗြဟံကဲ့သို့သောကိုလက်ထက်မှာတမကကိုရဲ့နောက်မှာဖြစ်မဲ့မျိုးဆက်တွေကိုကိုရဲ့အိမ်မှာဖွားတဲ့လူတွေကိုပါကိုရဲ့အနောက်မှာမတက်လာမဲ့လူတွေကိုပါပြန်လေပြီးတော့ဖခင်ရဲ့တမန်တရားဖြောင့်မတ်ခြင်းတရားနဲ့ပြောမြည်စွာအသက်ရှင်တတ်ဖို့ရန်အတွက်တွန်းလာတတ်ဖို့ရန်အတွက်တွင်တင်တတ်တော်သူတွေကိုသူချင်းဘုရားနဲ့ပတ်သက်ပြီးတော့သင်ကြားမိတတ်တော်သူဥဆောင်လမ်းညွန်ပိတ်သက်တော်သူတွေကိုဘုရားသခင်ကအတိုင်ပင်ခံပြီးတော့ကောင်းချီးပေးကဒီမြေကြီးပေါ်မှာအဲ့လိုကောင်းဆောင်နေတဲ့အတူအလုံးလုံးတယ်ဆိုတော့တွေ့ရတာချစ်တယ်။ဒါကြောင့်မြေကြီးပေါ်မှာသက်ရှင်နေတဲ့ကျွန်တော်ရဲ့တက်ကြခြင်းမှလည်းပဲဒီမြေကြီးပေါ်မှာဘုရားသခင်အမှုကျူးမဲ့အရာတွေကိုပြီးပြီးတော့ဘုရားနဲ့သူလက်တွဲအလုံးလုံးရတဲ့ကောင်းဆောင်တွေလူတွေချစ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်ကဒီနေ့ဘုရားနဲ့ဆိုင်တဲ့အရာတွေကို
ကျွန်တော်သက်ဆိုင်တဲ့လူတိုင်းကိုတွင်တင်တတ်တော်သူလမ်းပြတတ်တော်သူဥဆောင်တတ်တော်သူလမ်းညွှန်ပေးတတ်တော်သူများချစ်ဖို့ရန်အတွက်လိုအပ်တယ်ဆိုရဖို့ဒီနံပါတ်1ချက်နဲ့တွေ့ရတယ်။နောက်ချက်ဘုရားလူတယောက်ချက်တဲ့မောရှေရဲ့တက်တာထဲမှာကြည့်တဲ့အခါမှာလည်းပဲဘုရားခင်ကဒီမောရှေကိုဘလောက်တောင်မှတိုင်ပင်လဲဆိုလို့ရှိရင်တောင်ပြအောင်ချက်ခန်းကြီး30နှစ်အငယ်14မှာကြည့်တဲ့အခါမှာဇောရဘုရားဒီတပိလူတို့အားအပြစ်ပေးမိအကြံကိုနောင်တရတော်မူ၏ဘုရားခင်ကဒီသူရွေးချယ်ထားတဲ့သူရဲ့လူမျိုးတွေကမောရှေနဲ့ဘုရားခင်ကတောင်ပေါ်မှာရက်40တိပင်ရတော်စံပါဖြစ်တဲ့ကြောက်ပြားတွေကိုရေးပြီးဘုရားနဲ့မောရှေနဲ့ဖူးတွေဒူးတွေတွေ့ပြီးတိုင်ပင်နေတဲ့အချိန်မှာမြေကြီးတောင်အောင်မှာရှိနေတဲ့အာရုံနဲ့သူဣသရေလလူတွေကရုပ်တုစင်တူတွေကိုပြုတ်ကိုကိုယ်ပျော်မြူးခန့်ခုန်တဲ့ຢာကိုမြင်တဲ့အခါမှာဘုရားခင်ကသူ့ရဲ့လူတွေကိုအဲ့ဒီသူကြည်ကျုံကန်တဲ့နေရာကနေပြီးတော့ကေတင်ခဲ့တဲ့မှုရာအတွက်စိတ်ပြတ်သွားပြီးတော့ဒီလူတွေအားလုံးကိုဖြစ်စီတော့မဲ့အခြေအနေမှာတော့မှတကယ်တော့မောရှေအနေနဲ့သူကအနေသာကြီးဖြစ်ဒါပေမဲ့မောရှေကအဲ့ဒီအချိန်မှာပြောလဲဆိုလို့ရှိရင်ဘုရားခင်ကိုအားကြောင့်အမျက်ထွက်ပြီးတော့ဒီလူတွေကိုဒီတော်ထဲမှာတပ်ပြလိုက်ပါလေဘုရားခင်ကဒီလူတွေကိုဒီညမှာတပ်ပြလိုက်တယ်ဆိုလို့ရှိရင်ဘုရားကိုမယုံကြည်တဲ့တပါးမျိုးသားတွေကဘုရားခင်ကသူ့ရဲ့လူတွေကိုတော်ထဲမှာတပ်ဖို့ရန်အတွက်ခေါ်ဆောင်ခဲ့တယ်ဆိုပြီးတော့လူတွေကဘုရားကိုတပြုံးမြင်ကြလိမ့်မယ်ဘုရားရဲ့နာမကိုထိခိုက်လိမ့်မယ်ဆိုပြီးတော့မောရှေဆိုတဲ့ခေါင်းဆောင်ကဘုရားခင်ရှင်အယူခံဝင်တဲ့အခါဘုရားကိုယ်တိုင်ကတော့နောင်တရတဲ့အချိန်မောရှေရဲ့တိုင်ပင်ဗတ်ပြုခြင်းကိုနာညောင်ပေးရတာဖြစ်တယ်။နောက်တဲ့အခန်းကြီး33မှာကြည့်တဲ့အခါမှာလည်း14မှာငါကိုယ်တိုင်တွား၍ငြိမ်ဝှက်ခြင်းချမ်းသာကိုပေးမိဟုမိန့်တော်မူ၏။ဒါပေမဲ့မောရှေကကိုယ်တော်လည်းမတွားနှင့်ကျွန်ုပ်တို့ကိုဤအရမပို့တော်မမူပါနဲ့။ဒီမှာမောရှေခေါင်းဆောင်ရဲ့နှလုံးသားဖြစ်ဘုရားခင်ကမောရှေမိမဲတွားလိုက်တော့ဒီလူတွေကိုဖြတ်စီလိုက်တော့မယ်မင်းတို့ကောင်းကင်သက်သာဆောင်စီးနေမှာတွင်ပေးမယ်လို့ပြောပေးမယ်မောရှေကိုရောမပါဘဲနဲ့ကျွန်တော်ဒီနေရာကနေပြီးတော့တလမ်းမတွားနိုင်ဘူးဆိုပြီးတော့ဘုရားရဲ့အတူရှိခြင်းကိုသူနဲ့သူ့ရဲ့လူတွေအလယ်မှာပေါင်းဆိုပြီးတော့ဘုရားကိုနေရာပေးတယ်ဆိုတွေ့ရတာချက်ပါဆိုဒီနေရာမှာဒီကအောက်ပြချင်တယ်ဆိုလို့ရှိရင်ဘုရားခင်အတိုင်ပင်ဘက်ပြုပြီးတော့ဘုရားခင်နဲ့အတူနေကြီးပေါ်မှာလက်တွေအလုံးလုံးလို့ရတဲ့ကောင်းဆောင်တယောက်တဲ့နဲ့ကျွန်တော်ဖြစ်ဖို့ရတဲ့အတွက်ဒီနေ့ကျွန်တော်ကခွေအကျိုးအတွက်ပဲကိုယ်တပိုးတဲ့ကောင်းစားဖို့ရတဲ့အတွက်ပဲလှုပ်ဆောင်ရွေးချယ်ပြင်ဆင်ဆုံးဖြတ်ချက်ချတဲ့ရှင်တော်သူမဟုတ်ပဲလေလူတွေများစွာအတွက်စဉ်းစားပြီးတဲ့တော်သူလူတွေများစွာအတွက်ကောင်းချီးမင်္ဂလာဖြစ်ဖို့ရန်အတွက်ရွေးချယ်ဆုံးဖြတ်တဲ့တော်သူအသက်ရှင်တော်သူဖြစ်ဖို့ရန်အတွက်လိုအပ်တယ်ဆိုရဖို့ဒီမောရှေနဲ့ဒီအာဗြဟံရဲ့ကောင်းဆောင်မှုတွေချက်ကနေပြီးတော့တွေ့ရတာဖြစ်ဟာလေလုယာဘုရားခင်ကဒီမြေကြီးပေါ်မှာတင့်ကိုအသက်ရှင်စေတာကျွန်တော်ကိုအသက်ရှင်စေတာကသူနဲ့သူလက်သွင်းပြီးတော့တိုင်းပင်ဘက်ပြုပြီးတော့အလုံးလုံးချင်လို့ဖြစ်ပါတယ်။ဒါကြောင့်မို့တရားပြီးတာဖြစ်တယ်။ဟာလေလုယာတရားကောင်းဆောင်တရားဖြစ်တယ်။ဒီရှိရဲ့နေပယ်မှာဘုရားကတင်ကိုကောင်းဆောင်တရားအနေနဲ့ခွဲခန့်ထားတယ်ရွေးချယ်ထားတာခေါ်ထားတာဖြစ်တယ်ဆိုတော့လည်းနားလေစီရှင်။ကျွန်တော်တို့ကျွန်တော်ကဘုရားခင်နဲ့အတူတူအတိုင်းပင်ဘက်ပြုပြီးတော့အလုံးလုံးလို့ရတဲ့သူတွေဖြစ်ဖို့ရန်အတွက်တနေ့ကျွန်တော်ကအာဗြဟံကဲ့သို့ကိုနဲ့ပတ်သက်တဲ့ကိုနဲ့သက်ဆိုင်တဲ့လူတိုင်းကိုကျန်တဲ့အရာတွေပါမတင်ပေးနိုင်ရင်တော့ဖယားနဲ့ဆိုင်တဲ့ထောက်မှတ်ခြင်းတရားတမန်တရားနဲ့ပတ်သက်ပြီးတော့ခိုင်ခံ့တည်ကြည်ဖို့ရန်တဲ့တွင်တင်ပေးတတ်တော်သူလမ်းပြဥဆောင် guide လုပ်ပြီးနိုင်တဲ့သူဖြစ်ဖို့ရန်အတွက်လိုအပ်တယ်လို့မောရှေကဲ့သို့ကိုကောင်းစားဖို့ရန်အတွက်တခုတည်းကြည့်ပြီးတော့ကျန်တဲ့သူတွေကိုလေ့လူရှုကျန်တဲ့သူတွေအပေါ်မှာဒီနေ့သစ္စာမဲ့တဲ့သူတွေမဟုတ်ပဲနဲ့လူတွေများစွာအတွက်လူတွေအနာဂတ်ကောင်းစားဖို့ရန်အတွက်ရွေးချယ်ပြင်ဆင်ဆုံးဖြတ်ချက်ချအသက်ရှင်တတ်တော်သူဖြစ်ဖို့ရန်လိုအပ်တဲ့ဆိုရကိုဒီနေ့ဒီမောရှေနဲ့အာဗြဟံရဲ့ကောင်းဆောင်မှုတွေကနေပြီးတော့ဝင်ငါခွာပြီးချင်ပါတယ်အရောက်တဲ့ဘုရားခင်တိုင်ပင်ဘက်ပြုလို့ရတယ်ဘုရားခင်နဲ့သူလက်တွေအလုပ်လုပ်ပြီးတော့နေချီးပေါ်မှာအားကြီးတဲ့ဘုရားရဲ့နမိတ်လက္ခဏာမှုပြုခြင်းကိုဖြစ်ပေါ်စေတဲ့ကောင်းဆောင်ဖြစ်ရအောင်ဆိုပြီးဒီလိုဘတ်တော်ချင်းခွ
ခွန်အားပေးဝင်ငါချင်ပါတယ်အရောက်တိုင်းဖျားချူကောင်းကြည့်ပေးပါစေ